အားလုံးပဲမင်္ဂလာပါရှင်။လာမင်းရဲ့ YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးရဆိုပါရစေ။ကျမတို့ရဲ့ Channel ကနေဒီကနေ့မှဆိုရင်တော့စာရေးသူဖုံးမင်းနိုင်ရေးသားထားတဲ့အယူတေးလေးနဲ့ဗရောက်ပင်ဆောင်ရုပ်ကစိုးဆိုတဲ့တကြံထူးစာစိန်ကိုထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ပရိသတ်ကြီးကလည်းဇလန်းကြောင်းရလေးကိုနားဆင်လို့အားပေးပါအောင်နော်။အခုကတကူလာလေးဗျာ။တကူအကျူမိုးအပြိုလေးရလေတရေနိုးထားလာတယ်လားအညို့ပြပြတမနခင်းလုံးကိုရွာနေရဗျဒီတော့ကျုပ်တို့ရွာမြင်းနီလန်းလေးကလည်းရှုံနုံနေချအကြီးတက်သွားလိရဲ့ဒါပေမဲ့လေဒီတက်ခါတော့လမ်းမြင့်မို့ကိစ္စဘသူမှစိတ်ဝင်စားကြတော့ဘူးဗျာဘာလို့လဲဆိုတော့မနေ့ဖြန်ဆိုဗရောက်အလှဖိုးတွေနဲ့တက်ခေါက်အတာကိုဖို့အချိန်ကလည်းကြာပြီလေဗျာတကြံကိုကျိုးစိုးဖို့အတွက်ရွာထဲမှာလေလူတွေစုပြီးဘာကြီးတကြီးရဲ့အိမ်မှာရှောင်းနေပြီးအဲ့ဒီထဲမှာကျုပ်ကလေတကြက်စီစီရေးဆွဲပွဲမှာမပါမဖြစ်လိုက်ပါခဲ့ရတယ်။ကျုံနဲ့အရှင်မဲကြီးကညတောင်ရွာရဲ့ပထမဦးစားပေးအစင်းလိုကိုဆိုလိုရှာတယ်ဗျ။အခုကအရှင်မဲကြီးကဇရက်မှာမရှိတော့ကျုပ်ကိုခေါ်ကြတယ်ပေါ့ဗျာ။ဟေ့ငါရွာသားတွေမနှက်ဖြတ်ဆိုတကြက်ကြပြီဆိုတော့ငါတို့ရွာမှာဘယ်လိုမျိုးအစီအစဉ်နဲ့အသေးစိတ်လုပ်ကြမလဲလို့တိုင်ပင်ကျလို့ခေါ်လိုက်တာပဲဖြစ်တယ်။ငါအကြံကတော့တရွာလုံးနေပါဖျားသွားကြောက်တဲ့ကုသိုလ်ယူစေချင်တာအမှန်ပဲ။ဘာရေးတကြီးအဲ့ဒီလိုလဲပြောလိုက်ရောကျုပ်တို့ရွာကကိုအောင်မောင်ရထပြီးကန့်ဝတ်ပါလေရောဗျာ။သူကကျုပ်တို့ရွာမှာပတ်စံအရှိဆုံးလဲပိုင်းရဲ့တထေးကြီးဦးဆက်များရဲ့သားဆိုတော့ခမည်းတော်လည်းအတိပဲမှတ်လား။ဒီတော့သူကပဲဘာရေးတကြီးရဲ့အကြံကိုလက်မခတ်မင်းအခုလိုတင်ပြလိုက်တာပေါ့။ဘာကြီးကျုပ်တို့လူငယ်တွေကဖုန်ကြီးချောင်းသွားဖို့အချိန်ကြီးအများကြီးကြံနေရဗျ။ပြီးတော့ကျုပ်တို့ကမီးစာကုံလောင်စွာကြမ်းနေဘာကြီးတို့လိုအရွယ်တွေလည်းမဟုတ်တော့မန်းတက်လေးနဲ့တော့လှုပ်ချန်သေးတယ်ဗျာအဲ့တော့ကျုပ်တို့မန်းနဲ့ဟာတိတ်ဆန်းဟဲ့ကအောင်မမင်းငါ့ကိုတိတ်ငန်းကိုတစ်ဖက်နေနေအဖိုးကြီးလို့ပြောချင်နေရလားမင်းရဲ့ကြက်ငါလက်မခံဘူးမနေ့ဖြန်ကစပြီးငါရွာသားတွေအားလုံးဖုန်ကြီးเจ้าမှာတက်အိတ်တယောက်တော့အ ਨੇ ဆုံးတီလာရှူပါမယ်ကျန်တဲ့လူငယ်ယောက်ျားသားတွေကလောက်အားပေးရမယ်ကုန်းနောက်ကိုင်းနေကစတိုရီတာအကျွေးအမွေအပြည့်အစင်ကိုဒီနေ့ပဲစတင်ရမယ်ဒါငါအမိတ်မယ်ဘာရေးတဲ့ကြီးကဆွေးနွေးမယ်ဆိုပြီးသူ့အကြက်စီကိုပဲအမိတ်သုံးကနီးကုန်းချုပ်လိုက်တော့ကျုပ်တို့ရွာကလူငယ်လူရွယ်တွေအုံကြက်ကြက်ဖြစ်ကုန်ကြတယ်ဗျာအဲ့ဒီထဲမှာကျုပ်ကောင်နှစ်ကောင်တောင်ပါသေးတယ်သူတို့ကတော့ခမည်းတော်လည်းတီးပြီးသားပဲလေလှဖြိုးနဲ့ဆန်ရွှေပေါ့ဒီမှာပဲကိုအောင်မောင်ကြီးကဘာမှစက်မပြောတော့ပဲဘာရေးတဲ့ကြီးရဲ့ဘေးမှာရှိတဲ့သူ့အဖေဦးဆက်များကိုမျက်စောက်ပဲပြလိုက်တယ်။ဒီတော့ဦးဆက်များကလည်းအလိုက်တသည့်ဘာကြီးတကြီးကိုကြည့်ကအခုလိုမျိုးစကားဆိုလာတယ်။ကျုပ်သားပြောတာလေမှန်တာလေမှန်ပါလေတကြီးရေလူငယ်တွေဆိုတော့သူတို့လည်းပြောချင်းရှာမှာပေါ့။တနေ့မှတစ်ခါပဲနှွှဲရတဲ့တကြံပွဲမှာသူတို့တွေရဲ့စန္ဒလေးတွေလည်းစဉ်းစားပေးမှတရားမှပေါ့ဗျမဟုတ်ဘူးလား။ဘာကွဆက်မြမင်းကအဖေမှုလို့တားဘက်ကိုလိုက်ပြောတာငါနားလေတယ်။ဒါပေမဲ့မင်းအခုပြောနေရကငါ့ကိုမတရားလုပ်တယ်ဆိုပြီးပြောချက်နေရလား။ဟာမဟုတ်ဘူးတကြီးရဲ့ကျုပ်ကလူငယ်တွေရဲ့ဆန္ဒအရာတော်တတ်တိတ်ညာတော့ရွာတကြီးဘလောက်စိတ်ကြီးတယ်လဲဆိုတာမင်းသိရနော်။အခုမင်းလည်းဘာမှမပြောနဲ့။အားလုံးငါပြောတာပဲနားထောင်ကြ။ဟိုကောင်ဆက်တယ်ငါရဲ့ဓာတ်ကိုယူခဲ့စမ်း။ဘာကြီးတကြီးရဲ့ပုံစံကပွဲချမ်းတော့မယ့်အခြေအနေပဲဗျ။သူစကားဆုံးမှာပဲဦးကြီးစံတင်ကကမန်းကရန်ဓာတ်ကိုပြေးယူပြီးချပေးလိုက်တယ်ဒီတော့ဘာကြီးတက်ကြီးကဓာတ်ကိုလက်မကိုက်ပြီးကဲအခုပဲငါပြောမယ်မနေ့ကတော့ကလည်းမင်းတို့မန်းနဲ့စောက်ကြတယ်ပြီးတော့ရန်နေဖြစ်ကြတယ်အဲ့ဒါကငါတို့ရဲ့ဘိုးဘေးတွေလက်ထက်တွေကအေးချမ်းခဲ့တဲ့ရွာရဲ့တမိုင်းကိုရားရောက်မင်းတို့လုပ်ခဲ့တာပဲဒီနေ့တော့ဘယ်ကောင်းမှမန်းနဲ့မစောက်ရဘူးတရားလုံးဖုန်ကြီးချောင်းဝေယဝစ်စာနဲ့ကုသိုလ်ယူတီလာယူကြရမယ်ဒါပဲဘာရေးတကြီးအဲ့လိုပြောပြီးသူ့ရဲ့ဓာတ်ကိုရှေ့ရစပွဲပေါ်ဒုံကနေပြစ်ချလိုက်တယ်ဗျာဒီတစ်ခါတော့သူစကားကိုဘယ်သူမှလည်းစောတက်ကမတက်ရဲတော့ဘူးသူ့ကိုနိုင်တာဆိုလို့ကျုံနဲ့အရှင်မင်းကြီးပဲရှိတာအရှင်မင်းကြီးကလည်းအခုဘယ်ရောက်နေမှမသိဘူးမိုးလင်းကမိုးရင်အဆိုးခတ်ပြီးဇရက်ကိုကျုပ်သွားရှာတာတော့သူ့ကိုမတွေ့ရဘူးကျုံအဲ့ဒီလိုတွေးတဲ့ချိန်မှာပဲတိုက်တိုက်ဆက်ဆက်မယ်အရှင်မင်းကြီးကခေါ်ပေါပြီးခြံထဲကိုဝင်လာပါလေရောဗျာတဲညိုစားပြောင်ပြောင်မောင်မင်းကအင်အားကြီးတယ်ဆိုပြီးငါပြည်သူတွေကိုအထက်စီးအောင်ဆက်ဆက်နေတယ်လို့ငါဘရင်ကြားတယ်
အစောပဲလေးနံမင်းကလေးဟုတ်ခရီးနဲ့ငါဘရင်အနီးကိုရှောက်လာပြီးငါပြည်သူတွေစိတ်ဆင်းရဲနေတယ်ဆိုတဲ့ကြောင့်စိတ်မကောင်းစွာပြောပြလို့ငါဘရင်ကြွလာတာပဲဟဲ့တကယ်ပဲဟုတ်နေရပါလားကွယ်ရှင်းစံမျိုးစားပြော့ပြောင်းရှင်းစံကွယ်အရှင်မင်းကြီးကအဲ့ဒီလိုလေလေးတန်းတင်းတင်းပြောလိုက်တော့အစောကတဲမနဲ့ဘာကြီးတကြီးရဲ့မျက်နှာပိုးပဝလေးလိုနူးညံ့သွားတယ်ဗျာပြီးတော့တစ်ဆက်ထိအစောကသူမဟုတ်တယ်လို့ပြောတဲ့စကားကကြောက်ခဲပြားရည်ထွက်တယ်လို့ချိုးနေရောပဲဗျမဟုတ်ပါဘူးအရှင်မင်းကြီးရဲ့ကျုပ်ကကိုရသားတွေတကြံအချိတ်ခါလေးကုသိုလ်ရအောင်စေတနာအမှန်နဲ့အမောခတ်ပြီးဘုန်းကြီးเจ้าမှာတိလာယူလောအားပေးခိုင်းရုံပါပဲတဲ့သူတို့မလုပ်ချင်တာအတိတ်လောက်ခိုင်းလို့ကုသိုလ်ရပါမလားဟဲ့ကဲရှိစေတော့မျိုးစားပြောက်ပြောင်းကောင်းပြီကွယ်ငါဘရင်တင့်ကိုမေးမေးတင့်လို့ရမှန်တယ်လို့ထင်သလားထင်ပါနဲ့ရွှေမဲကြီးအေးဒါဆိုလဲကောင်းပြီလေကွယ်မောင်မင်းကဒီရွာရဲ့အုပ်ချုပ်သူဆိုတော့မောင်မင်းခိုင်းတာသူတို့လောက်ရပေးမှာပေါ့ကွယ်ဒီလိုပဲငါဘရင်ကမောင်မင်းတန်မြင့်မြတ်တဲ့ဘရင်ဆိုတော့ငါဘရင်ခိုင်းတာရောမောင်မင်းလုံးနိုင်မှာလားလုံးမှာပေါ့အရှင်မကြီးရဲ့ဒါနဲ့အရှင်မကြီးကဘာခိုင်းမလို့လဲအေးတခြားထွေထူးထူးတော့မဟုတ်ဘူးကွမောင်မင်းပြောသလိုကုသိုလ်ရတဲ့အလုပ်တစ်ခုပဲငါဘရင်ခိုင်းမှာပါဒါနဲ့သူတစ်ပါးအသက်ကိုကဲတာရောကုသိုလ်ရှားသလားဟိဟာအရှင်မင်းကြီးကလေသူများအသက်ကဲတယ်ဆိုတာမုံမြတ်တဲ့အလုပ်မို့လို့တကယ်ပဲကုသိုလ်ရှားတာပေါ့ဘာကြီးတကြီးအဲ့ဒီလိုလဲပြောလိုက်ရောအရှင်မင်းကြီးကတဟာဟာရှင်မောရင်ပြီးမှစကားဆိုလာတယ်ကောင်းပြီမျိုးစားပြောက်ပြောင်းဟောမှကြည့်အရှင်မင်းကြီးကဝက်စိန်ထုံးနဲ့ဘာကြီးတကြီးရဲ့ချက်တွဲတဲ့နေရာကိုထိုးပြလိုက်ပါတယ်ဒီမှာပဲကျုပ်တို့မြင်လိုက်ရှားတာကမွေရဖားကိုခေါင်းကနေစပြီးညိုနေပြီဗျမွေရလည်းအကြီးကြီးတောကြီးမွေဟောက်ကြီးပဲဖြစ်ပါမယ်တကူလုံးကိုမဲနဲ့နေပြီးခန္ဓာကိုယ်ကိုလူးလိုက်ပြီးတော့ဖားကြီးကိုမျိုးနေတာကဲမျိုးစားပြောက်ပြောင်းကုသိုလ်ရောက်ချက်နေဆိုတဲ့တရားအရှင်မောင်မင်းမွေကြီးပါဇက်ကဖားကိုလက်နဲ့ဆွဲထုတ်ပြီးတွားခဲ့ခြေစမ်းကွယ်အရှင်မင်းကြီးရဲ့စကားလေးဆုံးရောဘာကြီးတကြီးရဲ့ခန္ဓာကိုဇက်ကနေတုတ်သွားတယ်ဗျကြံတဲ့သူတွေမှလည်းမထင်မှတ်ပဲရောက်လာတော့တော်ကြီးမွေဟောက်ကြီးကိုကြည့်ရင်စုပ်တက်နဲ့ဖြစ်နေတာပေါ့ဘာကြီးတကြီးကတော့အရှင်မင်းစကားကိုမတုတ်ပြတ်မင်းပြောင်းနေတဲ့သူနှစ်ဖူးကိုပို့ရင်စဉ်းစားနေရဲ့ဂိုက်ကိုဖမ်းပါနေဒီမှာပဲအရှင်မင်းကြီးကစိတ်မရှိပဲအခုလိုလေးတန်းပြင်းပြင်းပြောပါလေရောတဲမျိုးစားပြောက်ပြောင်းငါဘရင်ရဲ့အမိန့်ကိုမောင်မင်းလွန်ဆန်ချင်တာလားမောင်မင်းမဲ့ကုသိုလ်လိုချင်လို့ငါဘရင်ပေးရတယ်အခုချက်ချင်းသွားပြီးမွေးပါဇက်ထဲကဖားကိုလက်နဲ့ဆွဲပြီးကဲခဲ့ဆန်းဟိအဲ့ဒါတော့ဒါတော်တတိတ်ဒါငါဘရင်ရဲ့အမိန့်အခုချက်ချင်းသွားမတော်ပြားစင်နဲ့အရှင်မကြီးရဲ့မွေးပါဇက်ကဖားကိုကဲရင်မွေးအစာကိုဖြက်စီးပြတ်တာလျှောက်တယ်ပြီးတော့ဖားကိုကဲနိုင်ခဲ့ရင်တော့မွေးရဲ့အစာကိုလွတ်မြောက်အောင်လုပ်တဲ့အတွက်ကုသိုလ်တဝက်ငရဲတဝက်ပါပဲပြီးတော့မွေးကမကျေနပ်လို့ပေါက်သက်ရင်ကျုပ်သိမပေါ်အရှင်မင်းကြီးအေးကောင်းပြီမျိုးစားပြောက်ပြောင်းငါဘရင်ပြောမင်းဘုံကြီးเจ้าကိုတီလာယူသွားတဲ့သူတိုင်းကုသိုလ်ရမယ်လို့မောင်မင်းကျူစားချက်ကမှားနေကွစိတ်မပါပဲမောင်မင်းကိုမလွန်ဆန်နိုင်လို့လုံနေရတယ်ဆိုရင်အခုမွေးပါဇက်ထဲကဖားကိုကဲတယ်လို့ပဲဆိုတာသိထားလေကွယ်သူတို့ကမောင်မင်းကိုကြောက်ပြီးလုံနေရတယ်ဆိုတော့သူတို့ကိုယ်တိုင်လေတီလာမမြင်ဘူးတရားသိမှာမဟုတ်ဘူးဒီရအတွက်အပြစ်ဖြစ်တယ်အဲ့ဒီပြစ်ကိုသူတို့လည်းခံရတယ်လို့မောင်မင်းလည်းခံရမှာပဲလူတရားကိုအပြစ်တစ်ခုဆိုရင်ဟောဒီကစိတ်မပါတဲ့သူတွေကိုစုလိုက်စမ်းမောင်မင်းကသူတို့အားလုံးဟိအပြစ်တွေစုပြီးတော့ခံစားရမှာဒီတော့ငါဘရင်ပြောတာနားလေလားဟုတ်နားလဲပါတယ်အရှင်မင်းကြီးကျုပ်သူတို့ဆန္ဒအလေးထားပေးပါမယ်ကျုပ်ကိုယ်တိုင်တရားနာသီလယူမှမှုလို့သူတို့စူပူတာတွေရှိရင်သီလပြတ်မှကြောက်ပြီးအခုလိုမျိုးစုပ်ဖြတ်မိရပါအေးဟန်ကြတယ်ကွာအဲ့လိုပြောပြီးဝက်စိမ်းတော်လေးမြောက်ကခုံပေါက်ရင်ချမ်းအပြင်းကိုပြေးထွက်သွားတယ်ဗျာအရှင်မင်းကြီးထွက်သွားတော့မှအစောအမွေနဲ့ဖားကြည့်လေပျောက်သွားပါတယ်ဒီလိုနဲ့ပဲနောက်ဆုံးတော့ဘာရီသက်ကြီးကလူငယ်တွေရဲ့ဆန္ဒကိုလက်ခံပြီးရမ်းမဖြစ်ဖို့အချိန်ချင်းဆုံးမရင်အစည်းအဝေးပွဲကိုရှုပ်သိမ်းလိုက်တယ်အဲ့ဒီအချိန်မှာအားလုံးနဲ့ပြန်သွားပြီးမိမိတို့ရဲ့အစီအစဉ်တွေကိုကြိုတင်အကောင့်နဲ့ဖော်ချတယ်ပေါ့ဗျာ
တချို့ကလေရွာထဲမှာထညံအမိုးနဲ့ဘေးပပတ်လေအကာမရှိတဲ့စတိုးတီတာမန်းနဲ့တေးသေးလေးတွေစောက်ကြတယ်တကြအခါမှာမုံလုံးဆိုတာတကြနဲ့ခွဲမရတဲ့ရာသီသားဆိုတာလေခမများတို့လည်းအသိပဲမဟုတ်လားတချို့လူလက်ပိုင်းနဲ့လူကြီးပိုင်းနဲ့ကြပြန်တော့လေဖုန်ကြီးเจ้าမှာအချက်အပြုံးနဲ့အလုံးရှုံနေသလိုကိုရောမောင်ကြီးတို့ကတော့ရေကစားမန်းနဲ့အကြီးကြီးကိုအသားတွေနဲ့ဆင်ပြီးကိုစောင့်နေကြတာပေါ့ဒီလိုပဲကျုပ်တို့ရွာမှာရှာရှာပါပါတလုံးနဲ့တော့တိတ်ခွေထိုးရတဲ့ကက်ဆက်ပိုင်ရှင်လူပြိုကြီးကိုဝေရန်ကလေသူ့ရဲ့ဟောင်းနှွမ်းနေတဲ့ဆက်ကိုကြိုပြီးတော့ပြည့်စက်နေလေရဲ့ဘာလို့လဲဆိုတော့ကျုပ်တို့ရွာကရင်းသမားကုန်းနောက်ကိုင်းနေဒီညပဲအကတိုက်ကြရမှာလေဗျာကျုပ်ကတော့တကြံရက်မှာနွားဆက်မကြောင်းတော့ဘူးစိတ်ကူးထားတာနဲ့ပဲအိမ်ရှိနွားတဲ့နေမှာပဲနွားစာကောက်ရုပ်ကိုခက်စိတ်စိတ်လေးတင်တော့တာကိုစင်ပြီးဖြတ်နေရပေါ့ဒီမှာပဲညနေဆောင်မမောင်ခင်မှာကျုပ်လည်းတစ်ပတ်စာနွားစာအတွက်ရှာသွားပြီဗျဒါနဲ့ပဲကျုပ်လည်းဖွာလေးထွေးရီကိုပြစ်ပေါ်မှာအသက်ချပေးထားတဲ့ရင်နွေးကြပူပူလေးကိုမှုတ်တော့ရင်ရောက်တဲ့ရရစဉ်းစားနေရပေါ့ဒီမှာပဲကျုပ်ထိုင်တဲ့ကိုပြစ်ရှိရာလှဖြိုးနဲ့ဆက်ရှိအမောတကောနဲ့ကိုပြေးချလာတယ်သူတို့ရဲ့နှစ်ဖူးပြနေမှနေချွေးတွေကလေစိုးလို့ပေါ့ဗျတိတ်မကြဘူးသူတို့နေရကိုပြစ်ပေါ်ထိုင်ချလိုက်တယ်ပြီးတော့တစ်ဆက်တည်းဆက်ရွှေရောက်ကျုပ်လက်ထဲကရင်းနှီးချမ်းကွက်ကိုအတင်းလို့ပြီးတောက်ချလိုက်တယ်ဗျပူတဲ့ဟာပူမှာပေါ့ငါတော့ပိုးလို့မတောက်သေးရဘူးမင်းကမပြောမစို့လူတောက်တာဟုတ်ကွာဟုတ်တယ်ဦးစီကမင်းကောင်ကငငယ်တော့အကျက်တိုင်းမင်းခိုးချင်လူချင်စိတ်ကပျောက်မှမပျောက်တာဝမ်းသားတယ်ဟေ့ဟာဟက်ကောင်လှပြိုခွေးတဲ့ခုမင်းကြီးတော့ကြီးကိုလူရမှာလားကွာပြေးလာရတာမောလို့ယူပြီးတောက်လိုက်တာလက်ခွမ်းနဲ့မှပူရပူသည်အပြောကခန့်ရသည်တောက်ရတာနဲ့ကိုမတက်မအောင်ကွာဆယ်ရွှေရောက်သူ့ကိုအပြစ်ပြောနေတဲ့လှဖြိုးကိုသူ့ရဲ့ဝတ်တီအတိုင်းအစဲလေးနဲ့ပတ်ရမ်းနေပြီးတော့မှအစောကရှယ်မောနေကျုပ်ကိုလည်းမကြည့်မနဲ့ကြည့်တယ်အိုးစီမင်းလည်းတူတူပဲအပေါင်းတင်လို့ကောင်းတဲ့ကောင်းလည်းမဟုတ်ဘူးပူရင်ပူတယ်လို့အသိပေးမှာပေါ့ငါလက်ခွေးဟာဟျောက်ဆက်ရှိအခုမှဟိုလူရန်ဒီလူရန်နေလုံးမနေနဲ့မဟုတ်တာလို့ရင်လက်မျက်နဲ့မင်းရဲ့ချက်ကြောင့်အခုလိုခံရတာနဲတောင်နဲသည်ပြီးတော့မင်းအပြစ်နဲ့မင်းခံပေါ့ကွာအေးပါဦးစီမင်းကတော့ရှင်းနိုင်မှာပေါ့မင်းရောလှဖြိုးရောနှစ်ကောင်လုံးကမြေခွေးလိုပဲငါ့ကိုဆိုကောက်ကျက်လိုက်ရမှအခုလေငါတို့လာတာမြင်တော့မင်းတက်တက်ခုလိုဖြစ်အောင်ရည်ရွယ်ပြီးလှုပ်လိုက်တာမှတ်လားဦးစီလှုပ်ပြမိလှဖြိုးဟာမြင်လားဒီကောင်ကငငယ်တုန်းကအကျက်တာဟိုလူအပြစ်ရှာဒီလိုအပြစ်ရှာနေသူကိုယ်တိုင်ကြဘယ်တော့မှလည်းမမအောင်ကိုပတ်ဆောင်တတ်တယ်မင်းအဲ့ဒီအကျက်ရှိနေသမျှမင်းအမကိုအောင်မောင်ကြီးနဲ့ညားသွားလိုက်မယ်ဟာငါအမနဲ့ဘာဆိုင်လို့လဲကွာငါလက်ခွေးနဲ့မှအိုးစီမင်းတော့ဟာတော်ဆန်ရှိမင်းဆက်ပြီးလေးရှိမနေနဲ့တော့ကြာရင်ငါတို့လိုင်းရင်ကိစ္စမေ့ပြီးအချိန်ကြာနေမှမင်းအမကိုအောင်မောင်နဲ့တကယ်ညားသွားလိုက်မယ်ဒီကောင်အိုးစီကိုပြောကြရှိတာအမြန်ပြောကွာဟင်းတော့လှဖြူငါမပြောလိုက်ချင်ဘူးငါအမကိုအောင်မောင်နဲ့မညားခင်မင်းကြိုက်နေတဲ့ငွေမုံကကိုအောင်မောင်နဲ့အရင်ချုပ်တုတ်ဆယ်ရွှေအဲ့လိုပြောတဲ့အချိန်မှာပဲလှဖြူကသူ့ပါဇက်ကိုအတင်းပိတ်ထားလိုက်ပါတယ်ပြီးတော့နှစ်ယောက်သားပွားစီပြောဆိုနေကြတော့နောက်ဆုံးကျုပ်ကပဲဂျောင်းဝင်လိုက်ရတယ်ပေါ့ကဲတော်ပါတော့ကွာမင်းတို့နှစ်ကောင်ကတကောင်နဲ့တကောင်တဲတာမဟုတ်ဘူးကြာရင်မင်းတို့နှစ်ကောင်ကိုခွေးတွေလိုရင်းနဲ့ပတ်ပြီးဖြည့်ပေးရမလို့ဖြစ်နေပြီလိုင်းကိစ္စပြောကွာကျောက်ကအဲ့လိုပြောတော့မှဆန်ရွှေရလေသူတို့ကိုခွေးနေနှားရမလားဆိုပြီးမကြည့်မနဲ့ပြေတောက်လှုပ်ပြီးမှကျောက်ကိုလာခေါ်ရတဲ့အကြောင်းဆုံးကိုရှင်းပြတယ်သူတို့ပြောတာကတော့မြို့မှာကြောက်တက်ပြီးပြန်လာကြတဲ့သူတို့ကြိုက်နေတဲ့ကောင်မလေးတွေပြန်ရောက်နေလို့သူတို့ပိုးပန်းဖို့အရေးကျောက်ကလိုက်ပေးရမှာလေဗျာကျောက်လည်းအစာပိုင်းတော့ညင်းနေဗျနောက်ဆုံးတော့လေဒီနှစ်ကောင်းရဲ့အကြောင်းခမများတို့လည်းအသိပဲမှတ်လားတငယ်ချင်းချက်ချင်းတေကန်းပြန်ဆိုလို့ကျောက်လည်းမမောင်ခင်သူတို့နဲ့ချက်ချင်းလိုက်ခဲ့ရတာပေါ့ကျောက်တို့သွားနေရကရွာလေကဒေါ်ဟေမန်တို့အိမ်မှာဒေါ်ဟေမန်ဆိုတာခမများတို့လည်းအသိပဲလေတချိန်ကအပြိုကြီးအရင်တုန်းကတော့ယောက်ျားတွေစိတ်ဝင်စားဘူးဆိုတဲ့အပြိုကြီးကကျုပ်တို့ကောက်မှုနဲ့ဥပေသီးနဲ့ညားပြီးမှသူ့ရဲ့ဒသနာကိုပြောင်းပြန်လှည့်ပြတ်တယ်ဥပေသီးကိုလည်းပါဇက်တမ်းမှုဆွဲသလိုမျိုးကိုဆိုပြီးကိုတနေ့ကိုအခောက်1000လောက်ကိုခေါ်နေရအခုတော့သူကမနဲ့ကြရင်တရွာလုံးကိုဥပေသီးနဲ့မင်္ဂလာ3နှစ်ပြည့်ပြီး
တကြံအတွက်မုံလုံးစတိုးတွေသာကျွေးမလို့တယ်ဗျာပြီးတော့ဇီးဖြော်ရည်နဲ့လေအဲ့ခံအောင်ပါတဲ့အပြိုကြီးကက်စီကယောက်ျားရောက်ပြီးမှတရားတွေကောင်းသွားတာပဲဖြစ်ပါမယ်ကျုပ်တို့အပြိုကြီးအိမ်ကိုလည်းရောက်ရောဟိုနှကောင်ကြိုက်နေတဲ့ငွေမောင်နဲ့အေးဖို့ကဝါရောမှထညက်ခဲတွေချင်းနေကြတယ်ဝါရောမှထညက်ခဲဆိုတော့တချို့အရက်တွေမှာထမ်းဖို့ဦးထညက်လို့ခေါ်ပြီးမဲမဲနဲ့နဲ့ကြီးနဲ့အောင်ရှိသည့်အရွယ်စားလောက်ကြီးကိုရှိနေဟာဒီတော့သူတို့ကမချစ်ရင်မနဲ့မုံလုံးထဲမှာထည့်ဖို့အတွက်ဘယ်အဆင်ပြေမှလဲဗျအပြိုကြီးနဲ့ဥပေသီတို့ကတော့အိမ်ပေါ်ဓာတ်မှပဲအကြည့်စိုက်ကြတယ်ထက်မှရက်သူတို့ကတော့လောကိုင်းနေရဲ့နေဟာတစ်ချက်မှမလာတာပဲဒီလိုပဲတချို့မိန်းလေးတွေကတော့ကောင်းချင်းမုံတွေကိုရေနဲ့ဆက်ပြီးအားရပါရနေပြီးတော့လုံးနေကြတယ်ဒီလိုလုံးမှမနဲ့ဆိုတန်းပြီးတော့ထညံ့ညက်ပြီးပေါ်ပွဲဆူနေတဲ့ဒဲအိုးအကြီးတွေကိုလုံးပြီးတော့ထဲလို့ရမယ်လေဗျာဟိုနှကောင်ကတော့အပြိုကြီးအိမ်ရောက်ကြတဲ့ကသူတို့ပိုးပန်းနေရဲ့ကောင်မလေးတွေအနားမှာသွားပြီးထညက်တွေကိုငရုတ်ချက်ပွဲနဲ့အားကုန်ထုချေနေပါလေရောဗျာဒီတော့ကျုပ်လေးသူတို့နားကိုအတူတူပဲထိုင်လိုက်ရတာပေါ့ဒီမှာပဲထညက်ကျရင်နှုတ်သွက်တဲ့လှဖြူဟာသူကြိုက်နေတဲ့ငွေမုံကိုစကားဆောက်ပြီးပြောတယ်ဗျငွေမုံရနေရလှလာလိုက်တာငယ်ငယ်တုန်းကနေရဲ့အသားရည်ကမီးကျွမ်းနေပြီမိမျိုးကပြန်လာမှဗျိုင်းမလေးကြာနေရပြီကောင်းစုပ်နေရငါ့ကိုမြှောက်တလို့နဲ့ဖိချနေရပြီငါ့ကိုဗျိုင်းဆိုတော့အပြင်းမှန်းတာအသားဖြူတယ်လို့ဆိုလို့ချင်တာပေါ့ဟာဟုတ်ဘူးလေငွေမောင်လေးရဲ့ငါပြောတာကနင်းကိုအပြင်းမှန်းဖြူပြီးအတွင်းမဲတာလို့ပြောတာမဟုတ်လာပြစကားတော့မစုံသေးဘူးငွေမောင်ကအတော်လေးကိုရှက်သွားပြီးလက်ထဲကကြိုက်ထားတဲ့ငရုတ်ကြပွေးနဲ့ရိုက်ဖို့ပြန်လိုက်တယ်ဒီတော့မှကြောက်ကောင်လှဖြူဗဇက်ပိတ်သွားတယ်ပေါ့ဗျာမိမသာပိုးချင်တာစကားပြောတာအချိုးမပြေတဲ့ကောင်းဆိုတော့ဒီပုံစံအတိုင်းဆိုသူ့ရဲ့ငွေမုံစီကဘာမှရမှာမဟုတ်ဘူးဒီမှာပဲဆန်ရွှေရလှဖြိုးဖြစ်ကိုကြည့်ရင်ကြိတ်ပြီးတော့ရဲလိုက်တယ်လို့ကျုပ်ကလည်းပြောဆက်ဆက်နေဒီကောင်းကိုမှတ်ပြီလားဆိုတဲ့အမှုရနဲ့မျက်ကုံးကိုအသားလေးကိုပွင့်ပြလိုက်တယ်ဒီလိုပဲအရှိကမုံလုံးဆက်နေတဲ့သူတွေကတော့တဟားဟားနဲ့ရဲလိုက်ကြတာငွေမုံကလည်းရှက်ပြီးအပြိုကြီးရဲ့အိမ်မော်ပြေးတက်သွားတယ်ဗျာဒီမှာပဲဆန်ရွှေကလှဖြိုးကိုအသုံးမကျဘူးဆိုတဲ့အမှုရနဲ့ကြည့်ကသူလောက်ပြမယ်ဆိုတဲ့အတွေ့နဲ့အေးဖို့ကိုအခုလိုမျိုးစကားပြောလိုက်တာပေါ့ပို့လေးမနေ့ဖြတ်ကြရေကစားထွက်မလာဟင်ငါမအားဘူးဒါနဲ့နေရဘာလို့မေးရလဲဟာပို့လေးရလေသစိမ့်ဆန်လိုက်တာကွာကိုတို့ကကြောင်းနေဘက်တွေပဲငငယ်တွေကပို့လေးရဲ့နားမှာတောက်တဲ့လူကတ်နေရဲ့ကောက်ဟဲ့တိတ်ဆန်းအကောင်ဘာပို့လေးငါနဲ့မဲ့အေးပို့နင်းရဲ့ပြောပုံကမသိငါတို့ကဟိုဝါတွေလိုပဲနင်ငါ့ကိုလူများရှိမှအဆက်ခွဲနေရလားအလောက်ကမှဆိုလေကုလို့မဟုတ်ရင်ပြန်ဒါပဲအေးဖို့အဲ့ဒီလိုလဲပြောလိုက်ရောလှပြောကအသက်ကျဲကျဲနဲ့ထားရလိုက်တာတရွာလုံးတော့ကြားနိုင်နေပြီးတော့ဘေးကအပြိုတွေကလေတခဲခဲနဲ့ရဲလိုက်ကြတော့အေးဖို့ကမရှက်ပေမိဆက်ရွှေရတော့နေမတက်ထိုင်းမသားတွေဖြစ်ပြီးစိတ်တို့ကထညက်ခဲတုံးကြီးကိုဂျပွေးနဲ့အားကုန်ထိုးချလိုက်တယ်ဗျာပြီးတော့ပါဇက်ကလေကဲကွာတေးစမ်းလှဖြူတေးစမ်းအိုးစီဟာကောင်ဆက်ရွှေငါနဲ့ပါဆိုင်လို့ငါ့ကိုလာမင်းရတာလေကွာဆိုင်မဆိုင်ကွာမနိုင်ရလှုပ်တယ်ကဲကွာတေးစမ်းမုံလုံးတေးစမ်းထက်ညက်တေးစမ်းအိုးစီဆက်ရွှေကကျုံနဲ့လှဖြူနာမည်ကိုတယောက်တလဲစီခေါ်ပြီးထက်ညက်ခဲကိုအားကုန်ထိုးနေတာဒီကောင်ကျုပ်တို့ကိုဘဲချိန်နေကမချင်မနဲ့ဖြစ်နေရလေမသိဘူးသူကအဲ့လိုခက်ကြလုံးနေပြီမင်းမျက်လုံးတွေကအေးဖို့စီကမခွဘူးဗျကျုပ်ကလည်းရှက်ရမ်းနေတယ်ဒီကောက်ကိုဘာမှမပြောချင်တော့သလိုလာဖြိုးကလည်းထပ်ပြီးအတော့မတက်ရဲတော့ဘူးအေးဖို့ဆိုရင်လေဆန်ရွှေရဲ့ဖြစ်ပုံကိုကြည့်ရင်အနှင်းငယ်တော့ထိတ်လန့်နေတဲ့ထက်မှရက်မျက်စောင်းတစ်ချက်တောင်ပြန်မထိုးတော့ဘူးဒီမှာပဲဆန်ရွှေကသူ့ရဲ့ဒေါသကိုငရုတ်ချက်ပွေးနဲ့ထညက်ခဲအပေါ်အပြည့်အဝပုတ်ချပြီးဆက်ပြီးတရုံတုံးနဲ့ထူးခြားနေဟာမြေကြီးတွေတော့တုတ်သွားတယ်လို့ပဲဗျအဲ့ဒီချိန်မှာပဲထညက်ခဲကိုအားကုန်ထိုးနေတဲ့ဆန်ရွှေရဲ့လက်ထက်ရောက်ချက်ပွေးဟာအဝေးကိုလွှတ်သွားတယ်တဆက်သေးဆိုသလိုအဝေးရတခုထီမီရဲ့အတန်ဟာချက်ချင်းဆိုသလိုထွက်ပေါ်လာပါလေရောဗျာအာတေးပါပြီဗျအတန်ကတော့အားကနေညီးတွားတဲ့အတန်ဒီတော့မှကျုပ်တို့အားလုံးအတန်ကြားရရှေ့တက်ကိုကြည့်လိုက်တော့ခြံထဲကိုဝင်လာတယ်ကိုအုံမောင်ကြီးကိုတွေ့လိုက်ရတယ်သူ့ရဲ့လက်နဲ့ဖက်ကလေနှစ်ဖူးကိုအုပ်ထားပြီးပါဇက်ကလည်းတကြွညင်းညို့ရင်နဲ့ဟိုကြီးတီကြီး
ကျိန်းဝါပါလေရောဗျာအာကြစ်နားလိုက်တာကွာဘဲကောင်ငါ့ကိုငရုတ်ချက်ပွဲနဲ့ထုနေရလဲကွာသူကရှိနေတဲ့အပြိုတွေကိုငန်းရင်ခြံထဲကိုဝင်လာတယ်လေဗျာသူငန်းတာကအေးပိုကိုလားတခြားအပြိုတွေကိုငန်းတာလာတော့ကျုပ်တော့မသိဘူးပေါ့ဗျဒါပေမဲ့ကျုပ်သိတာကကိုအုံမောင်ရဲ့နှစ်ဖူးပြင်ကိုဂျပွေးရသွားရောက်နှမ်းလျှော့လိုက်တာပဲဒီမှာပဲကိုအုံမောင်တယောက်ပြောဆိုချိန်မောင်ရင်သူ့နှစ်ဖူးကိုသွေးတွေထွက်နေရလားလို့အရင်ဆုံးကိုစက်ကြည့်တယ်ကံကောင်းတာကသွေးတော့မထွက်ဘူးဒါပေမဲ့ဖောင်းကြွလာတဲ့အဖိုးကြီးကနှစ်ဖူးပေါ်မှာလောက်စလုံးလောက်ထိကိုထားကြွသွားတယ်ဗျဒီတော့မှကိုအုံမောင်ကဆန်ရွှေလက်ချက်ဆိုတာသိသွားပြီးစိတ်တို့ပြီးအခုလိုမျိုးပြောလိုက်တယ်မင်းဟက်ကောင်ဆက်ရှိမင်းငါလာတာကိုမြင်လို့ပြစ်လိုက်တာမှတ်လားမဟုတ်ဘူးကိုအုံမောင်ကျုပ်လက်လွန်သွားတယ်ဘာလက်လွတ်ဟုတ်လားမင်းလက်လွတ်တာငါနှစ်ဖူးအာလူတီးသွားပြီကွာဒါမင်းကောင်တက်စိတ်ခေါ်လိုက်တာပဲအုံမောင်ရဲ့ဇာကိုသွေးတို့ဆန်းလိုက်တာပဲအုံမောင်ကအသားနိုင်ရင်ဘသူ့အုံမလည်းခွင့်မလို့ဘူးဒီတော့မင်းပြတဲ့ချက်ပွေးနဲ့မင်းကိုပြန်ပြစ်မယ်ကွာကိုအုံမောင်ကအဲ့လိုပြောပြီးမြေပြင်ပေါ်မှာကျနေတဲ့ငရုတ်ချက်ပွေးကိုကောက်လိုက်ပြီးဆန်ရွှေစီကိုအားကုန်တက်ပြက်လိုက်တယ်ဒီမှာပဲသူပြက်လိုက်တဲ့ချက်ပွေးကဆန်ရွှေအနီးနားကအသားတိုင်းကိုထိမှန်ပြီးလေးပေါ်မှာခုတ်ပြီးအနောက်ကိုပြန်လွှင့်သွားတယ်ဗျာသိပြီတဆက်သေးဆိုသလိုညီးတဲ့တစ်ခုလေဆက်ပြီးတော့ကိုထွက်လာတယ်ဒီအတန်းကဆက်ရွှေတန်လည်းမဟုတ်ဘူးကျုပ်တို့အသက်ကြားရပြတ်ကြည့်လိုက်တော့ကိုအုံမောင်ကြီးပဲညှင်းညွနေရဗျဒီတစ်ခါတော့အတော်လေးကိုထိသွားတယ်လေထင်ပါတယ်ပါဇက်ကလည်းအမြုပ်တွေကိုထွက်လို့ပြီးတော့လက်ကလေးဖွားဘက်လေးကိုအုပ်လို့ဗျအာငါဟာလေးတော့ကွက်ကိုအုံမောင်စကားတော့မစုံဘူးလက်ကဖွားဘက်ကိုကရင်ခုံမောက်ခုံပေါင်းနဲ့လဲကျသွားတော့တယ်ဒီတော့မှကျုံနဲ့ဆက်ရွှေတို့အမှုပတ်မှကြောက်ပြီးအပြိုကြီးခြံထဲကနေအတင်းပြေးရတယ်ပေါ့ဗျာကိုအုံမောင်ကြီးကတော့ကျုပ်တို့ပြေးသွားတာကိုတားဖို့မစိုးထားနဲ့မြေပြင်ပေါ်မှာလူလဲရင်သူ့ရဲ့ကွဲသွားတယ်ဆိုတဲ့အရာလေးကိုကိုင်းကညီးထွားရင်ကြံနေခဲ့တယ်ပေါ့ဗျာဒီလိုနဲ့ကျုပ်တို့၃ယောက်ပြေးလာခဲ့ရင်ကျုပ်အိမ်သားကိုလည်းရှောက်ရောဟိုနှကောင်ကသူတို့အိမ်တွေရှိကခွဲထွက်သွားကြတယ်အမောင်တို့ကလည်းစောင့်နေလေပြီဗျာကျုပ်လည်းအိမ်ထဲရောက်တော့ဖွားလေးထွေးရည်နဲ့ထမင်းလက်ဆောင်စားပြီးအိတ်ချင်လာတာနဲ့စောအိတ်လိုက်ကြတာပေါ့မဲအိတ်ခဲမှာကိုအုံမောင်ကြီးရဲ့ဖြစ်ကိုတွေးရင်ရေမောနေတယ်လို့ဟိုနှကောင်ခါသေးဖြတ်နေတဲ့ငွေမောင်နဲ့အေးပို့တို့ကြောင့်တွေးမိပြန်တော့လေမမနှင်းကိုတိတ်တတိရတာပဲဗျဒါနဲ့ပဲကျော်လဲမမနှင်းကိုတတိရတဲ့စိတ်နဲ့ပဲညက်ရည်တွေနဲ့တိတ်တစိတ်အိတ်ခဲရတယ်ပေါ့ဗျာဒီလိုပဲနောက်နေ့မနေ့လဲရောက်ရောဆန်ရွှေနဲ့လှဖြူကျုပ်အိမ်ကိုအစောကြီးကိုရောက်ချလာတယ်ဒီတစ်ခါတော့သူတို့လက်ထိဘရောက်ပဲအကိုင်းကြီးတွေဆွဲလို့ပေါ့ဗျကျုပ်ကတော့သူတို့နဲ့လိုက်ရင်ပြဿနာကိုကြိုတင်ပြင်းမြင်ပြီးတော့ခေါင်းအောင်ကျိန်းနေပြီဗျဒီမှာပဲဆက်ရွှေကဦးစီးရိတ်မန်းတက်ကိုသွားမယ်ကွာဒီနေ့တစ်ဖက်ရွာကအပြိုတွေလေရေဘက်ကန်ထွက်လာကြမှာဆိုတော့ဗရောက်တက်ခတ်ရေးတဲ့ဇက်နဲ့ဇလန်းလေးတွေဆက်ကြရအောင်ဟေးဟာဟက်ကောင်ဆက်ရွှေညမှာမင်းလက်ချက်နဲ့အာလူးသေးတဲ့ကိုအုံမောင်ကြီးမန်းတက်ကိုတွားရင်သိမှာပေါ့ကွာပြီးတော့သူ့ရဲ့ကွဲသွားတဲ့နှလုံးကအစားထိုးလို့ရမှာမဟုတ်ဘူးသူကအခုချိန်လောက်ဆိုမင်းကိုလိုက်ရှာနေတော့ပြီဒါကိုမင်းကသူရှိရဲ့နေကသွားမလို့လားကွာဟာဒီလောက်ကတော့ပလေးပါဦးစီဟာအဓိကမန်းတက်ကိုသွားဖို့ကလေသူကိုယ်တိုင်ခေါ်လို့ပဲလေကွာအစောအပဲငါတို့လမ်းမှာတွေ့ခဲ့တယ်ဒီလောက်ဆိုမင်းသဘောပေါက်တယ်မှတ်လားဟေးဟာသဘောပေါက်ပြီဆက်ရှိဟိဒီပြဿနာပြေလည်သွားတော့မင်းအမကိုပဲကျေးဇူးတင်လိုက်တော့ဟိမင်းအမသာကိုအုံမောင်ကြီးကိုဟာဟိကောင်ခွေးကောင်စက်မပြောနဲ့မင်းပြောနေရတခုမှလည်းဒိဗ္ဗေမရှိဘူးတခုခုဆိုအိမ်မာနီရဲ့ငါအမကိုပဲပုတ်ခတ်နေကြတာမင်းတို့နှစ်ကောင်ကကိုအုံမောင်စိတ်ဆိုးပြေတာကဒီမှာလေဒီမှာဆန်ရှီကအဲ့လိုပြောပြီးသူ့လက်ထက်ကဗရောက်ခိုင်းကြီးကိုကျုပ်ကိုမြင်သားအောင်ကိုပြလိုက်တယ်ဒီတော့မှကျုပ်လေသဘောပေါက်သွားတယ်ပေါ့ဗျာအေးကွာတောင်းမှန်မှလေးဆန်ရှီကငါစကားကိုမှားပြောမိလိုက်တာစိတ်မဆိုးနဲ့နော်တန်ငယ်ချင်းစိုးစရာလားကွာအဓိကမင်းသိရင်ရှာပြီအေးကွာငါလည်းတတိမထားမိနေရတရက်ကကြားလိုက်ပါလေမင်းရမကကိုအုံမောင်ကြီးကိုတစ်ဖက်သက်ကြိုက်နေရဆိုပြီအေကနာကိုအုံမောင်ကလေမင်းရမကိုပြန်ချက်လိုက်ပြီးဗရောက်လက်ဆောင်ပေးခန့်လိုက်တာရင်ပြီးတော့မင်းကသူ့ရဲ့တိတ်မကြခင်တော်ရမယ်ရောက်ဖလိမ့်မှုလို့မင်းကိုခွင့်လွှတ်ပေးလိုက်တာမှတ်လားကျုပ်လည်းအဲ့ဒီလိုလဲပြောလိုက်ရောဆန်ရွှေဆိုတဲ့ကောင်ကဒေါပွားပြီး
လက်သေးကိုကြက်ကြက်ဆောက်ကလေးသားမမနဲ့ပြန်ပြောလာတယ်ဗျာငါလည်းခွေးပဲဟေ့ကြက်တောင်စည်းနဲ့ငန်းသွားရင်ပြောချင်တော့စွပြောနေရပဲမင်းပထေးအောင်မောင်ကိုငါအမကြိုက်เสียလားကွာအနာကိုလိုင်းကိုခါချနေတာဒါအောင်မင်းမသိဘူးလားဘာခါချတာလဲခါစင်နေတက်လို့လားအဘိုးကြီးပြောမနေပါနဲ့ကွာမင်းအမနဲ့မင်းကအတူတူပဲမင်းကလည်းပြောလိုက်ရင်ခါချနေရနဲ့ငါသိတယ်ခါချတာတော့ငါမသိဘူးမตาချတာပဲငါသိရဲ့အဲ့ဒါကမင်းနိုင်ရဲ့ကြငါလှလှပပမตาချပေးမယ်နော်တငယ်ချင်းအေးဒီလိုလုပ်ပါကွာလှလှလေးနော်ဟဲ့အောင်ဦးစီမင်းကငါ့ကိုသိစေချင်တာလားလှဖြိုးမင်းမြင်နေနော်ဒီကောင်ဦးစီငါ့ကိုသိခိုင်းနေပြီဟာအေးဟုတ်သားပဲကွာဦးစီဟာမင်းကလည်းရှိကားမှတို့က3ယောက်ဒီကောင်သိရင်မင်းကအခေါင်းပြင်းရင်ငါနာမည်လှလှလေးရေးပေးမှာပေါ့အခုကငါတို့အချစ်စောတငယ်ချင်းရဲ့နိုင်ရောမင်းကတကူကောင်းဆက်ပြီးတယောက်တည်းလှုပ်ပေးမှတော့ငါသဘောမတူဘူးကွာပြောလိုက်စမ်းမလှဖြူဟာဒီကောင်တကူကောင်းဆက်နေတာငါလက်ခွေးနဲ့ကောင်မင်းတို့ရှိရောင်လို့တော့ဘာစကားမှမပြောတော့ဘူးသွားမယ်ကွာမင်းတို့ဘာသာလိုက်ချက်လိုက်မလိုက်ချက်နေဒါပဲဆန်ရွှေကအဲ့လိုပြောပြီးချန်ပီယံကိုခြေပြင်းပြင်းစောင့်ပြီးထွက်သွားတယ်ဒီတော့မှကျုံနဲ့လှဖြူလေးတယောက်မျက်နှာတယောက်ကြည့်ကရဲမောရင်နဲ့သူ့အနောက်ကလိုက်လာခဲ့ရတယ်ကျုပ်ကလည်းထုံးစက်တိုင်းလူရမယောင်းဆိုပြီးအရှင်မင်းကြီးပေးထားတဲ့အိစာတရတစ်သားဓာလေးကိုလေကြောမှလွှဲလို့ပေါ့အရှင်မင်းကြီးကဘဲသွားစောင်းနာကိုတော့မမေးနဲ့လို့အမြဲပြောလို့ရှုခဲ့ရတာပါတခြားရက်ရွာကလူတွေအမြင်တော့ကျုပ်ပုံစံရေးစရာဖြစ်မှာအမှန်ပဲဒီလိုနဲ့ကျုပ်တို့3ယောက်သားရွာလိုင်းကလေးအတိုင်းရေကစားမန်းနဲ့ရှိရာထွက်တဲ့ချိန်မှာအင်းကြီးအဖြူဖြင်းချမ်းပစိုးကိုကြကြနာနာဝှစ်ဆက်နေဘာကြီးတကြီးရဲ့ရမ်းမရဖတွေရဲ့စုံကြားတွေသူတို့ကဖုန်ကြီးကြောင့်ဥပုပ်ယူချမလို့တယ်ဗျကျုပ်တို့ကိုလည်းလမ်းမဆုံတော့ဘာကြီးတကြီးကစုံမဩဝါဒပေးတာလေခံရသေးတယ်ဗျကျုပ်တို့လည်းဘာကြီးတကြီးစုံမတာခံယူပြီးရှေ့ဆက်ထွက်ခဲ့တော့အပြိုကြီးဒေါ်ဟိမန်တို့အိမ်ရှိကိုရှောက်လာတယ်အပြိုကြီးကသူ့ရဲ့အချစ်ဆုံးဥပေသေးရဲ့လက်ကိုချိတ်ပြီးလမ်းမရှိတဲ့သူတိုင်းကိုကြွပါနဲ့မသိရင်နောက်တစ်ခါမင်းလာစောင့်နေတယ်လို့မျိုးပဲဒါနဲ့ပဲကျုပ်တို့လေအပြိုကြီးရဲ့ဒါနာနဲ့ဈေးဖြော်ရီတစ်ခွက်စီတတ်မှပြီးရှေ့ကိုဆက်ကြွလာတာပေါ့ဒါတော့အပြိုကြီးကမုံလုံးစတူဒေတာအတဲကျွေးနေလို့ငင်းငင်းရသေးတယ်ဘာလို့လဲဆိုတော့မန်းနဲ့မှာမုံလုံးကအဝါစားရမှလေဗျာဟုတ်တယ်မဟုတ်လားကျုပ်တို့ရွာကလှဲပိုင်ရှင်တွေကလည်းလှဲတွေနဲ့ကိုရေပတ်ကန်ထွက်နေကြတယ်လဲပေါ်မှာကလေးရောလူကြီးရောမုတ်ဆိုးပေါ်မုတ်ဆိုးမှကလေးအဖေတွေအမေတွေတော့အစ်စ်ပါသေးတယ်ကျုပ်တို့ရွာထိပ်မန်းတက်ကိုလည်းရှောက်ရောမန်းနဲ့စင်ပေါ်မှာရင်းသမားအဖွဲနေအောင်ယူပေးနေပြီရင်းသမားတွေရဲ့ခေါင်းမှလည်းဗတော့ပန်းတွေကဝါထိန်နေရပြီမန်းနဲ့ရှိမှတော့နွားလေတန်းကြီးကိုဖြစ်လို့အနီးနားရွာတွေဖြစ်တဲ့မောင်ကုန်းအုပ်ဖို့စုံကုန်းကြီးဖုံကုန်းလေးကြာညက်ရွာတွေအပြင်အနှဲငယ်ဝေးတဲ့တကောင်းဘက်ကလူတွေတောင်လာကြပါလေမနေ့ကတော့မောင်ကုန်းနဲ့ကြာညက်ရံပြလို့ဘာကြီးတကြီးတောင်အလုံးများရသည်ဒီနေ့တော့သူတို့တွေကလဲပေါ်မှာပဲထိုက်ပြီးရေပတ်သမျှခန့်နေကြတာပေါ့ဒီမှာပဲအသက်ကက်ဆက်အသက်ထွက်မလာသေးတော့အောက်ကလူတွေတယောက်တစ်မျိုးអော်နေပြီကျုပ်တို့လည်းမန်းနဲ့စင်အနောက်ကအသက်ကက်ဆက်ပိုက်ရှင်ကိုဝင်ရက်စီရောက်တော့သူကမနဲ့စောစောစီစီရေချိန်ကိုက်ပြီးရီဝဝနဲ့တိတ်ခွေတွေကိုရှာဆန်းနေတယ်သူဘေးမှလည်းနှစ်ဘူးမှအာလူသေးနေတဲ့ကိုဝေါမောင်ကြီးကထရေတစ်ခွက်ပြီးတစ်ခွက်ငှက်ထည့်ပေးနေတာကျုပ်လည်းကိုအုံမောင်ကိုမြင်တော့ဆန်ရှိကိုပြဿနာရှာမှကြောက်တာနဲ့ဒီနေရာကနေသွားဖို့လက်တို့လိုက်တယ်ဗျာဒါပေမဲ့ဒီကောင်ကမသွားတဲ့အပြင်ကိုအုံမောင်အနားထိကိုတိုးသွားတယ်ကိုအုံမောင်ဘယ်နဲ့လဲချင်းနေโอเคတဲ့ဆက်ရှိဒါနဲ့မင်းတို့ငါ့ကိုကူညီမယ်ဆိုတာတကယ်နော်တကယ်ပေါ့ဗျဒါနဲ့စောစောကြုတ်ပေးတဲ့ဗရောက်ပန်းနေရောရှိသေးလားမရှိတော့ဘူးကွာမန်းတဲ့ပေါ်ကငါတို့ရွာကရဲသမားလေးတွေအကုန်လုံးကိုပေးလိုက်ပြီတေးချကြည့်လိုက်ပါလားသူတို့ပန်းနေကငါပေးတဲ့ဗရောက်ပန်းနေလေဟာဗျာခမရတော့ကျုပ်တို့ပေးဖို့တော့ချမ်းမထားဘူးခမရတော့တဲ့ရဲသမားတွေအကုန်ပေးလိုက်တော့ကျုပ်တို့ကဘသူ့ကိုပေးရမှာလဲလို့မင်းတို့ကတော့တခြားရဲရွာကလာတဲ့ကောင်မလေးတွေပေးလိုက်ကြတော့လေကွာဘာပဲဖြစ်ဖြစ်အ ਨੇ ဆုံးတော့ရင်းနှီးမှုရတာပေါ့ဟုတ်ဘူးလားကဲထားတော့အခုခမရတို့ကက်ဆက်ကအတမထွက်သေးဘူးလားဗျဟိုမှာစင်မောရင်းသမားတွေမတ်တက်ရက်ပြီးမြတ်တာပို့နေပြီပြီးတော့အောက်မှာအားပေးကြတဲ့တခြားရွာကလူတွေကလည်းစုညံ့နေပြီဗျဒီနေ့တော့ရန်ဖြစ်လို့မဖြစ်ဘူးနော်မဟုတ်ရင်နောက်နှစ်တွေအတွက်
ကျုပ်တို့အားလုံးဖုန်ကြီးကြောင်တက်နေရမယ်။စံရွှေအဲ့လိုပြောလိုက်တော့ကိုအောင်မောင်လည်းတက်ပြက်တစ်ချက်ချပြီးဘေးမှာဆက်ကင်နေတဲ့ကိုဝေရကိုအတင်းလက်တို့တွေကျုပ်ကတော့စံရွှေကိုကိုအောင်မောင်ကြီးစိတ်မဆိုးတဲ့ပြင်ဖော်ဖော်ရွရွဆက်ဆက်နေအောင်မြင်ရတော့တိတ်ကိုအံ့ဩလို့ပေါ့ဗျာ။ဒီမှာပဲမန်နဲ့10ယောက်ကလူတွေရဲ့ဆဲဆူတန်းတွေထွက်လာတော့တစ်ချိန်လုံးငိမ့်နေလှဖြူကိုဝေရအခုလိုပြောပါလိရောဗျ။ကိုဝေရခမ ्या ဟာကြီးမပြီးသေးဘူးလားဗျ။ဟိုမှာကြာရင်တပ်ပွဲတွေဖြစ်ကုန်တော့မယ်။ပြက်နေရများမနေ့တည်းကတခါတည်းပြက်မထားဘူး။ဟာဟက်ကောင်လှဖြူမင်းကဘာသိလို့လဲကွာ။ဆက်ကမနေ့ကတည်းကကောက်လို့ညာအကားတိုက်တဲ့အတန်နေမင်းတို့မကြဘူးလား။အခုကငါတိုက်ခွေအမှန်မှားနေရ။မနေ့ကဖွဲနဲ့များနဲ့တာတိုက်ခွေဘယ်ရလဲဆိုတာစဉ်းစားနေလို့ကြာနေတာအေးခမ ्या တိုက်ခွေစဉ်းစားတာကြာနေတာထေရတော့တစ်ခွက်ပြီးတစ်ခွက်ညံနေရောပဲအမြန်လုံးပြကြာရင်ပြဿနာရှော့ကုန်ပြီငါသိပါတယ်အေးဒီသုံးခွေတွေကတစ်ခွေပဲဒါဆိုလည်းမထူးဘူးဗျာစဉ်းစားနေရကြာတယ်တစ်ခွေချင်းသာစမ်းကြည့်မဟုတ်ရင်ပြန်ထုတ်ပေါ့ဒီလောက်လွဲနေရအောင်ခမ ्या ကရှော့အောင်လုပ်နေတာအေးဟုတ်သားပြီကွာကဲအောင်မမင်းကိုငါတင်ဖေးထားတဲ့အတိုင်းသာတခွေကြီးစစ်တာဖွဲ့ကွာမဟုတ်ရင်ပြန်ထုတ်ငါလည်းရေချိတ်ကြိုက်အောင်ကဲလိုက်အောင်မယ်ဟဲ့ကိုဝင်းရန်အဲ့လိုပြောပြီးကက်ဆက်အရှိကနေရခွာပေးလိုက်တော့ကိုမောင်ကြီးလည်းတိတ်ခွေသုံးချက်သေးတခွေကိုဆက်ထဲထည့်ပြီးဖွင့်လိုက်တယ်ဒီမှာပဲထွက်လာတဲ့အတန်ကရန်သူငါပါတဲ့မှာအင်မတန်ဆိုးဝါလှတာမညာမတာဘသူမှမထောက်တာတခိုးဓမြထက်ဆိုးတဲ့ရန်သူဟာကိုမောင်အမြန်ပိတ်ခမ ्या ကမိဖို့ရှောင်တချင်းကြီးဟိုမှာဆယောင်းကလူတွေတင်းနေကြပြီဗျကျောက်ကအဲ့လိုပြောတော့မှကိုအောင်မောင်ဆက်ကိုပိတ်ပြီးနောက်ထပ်တစ်ခွေအမြန်ထည့်လိုက်တယ်ကဲအားလုံးလက်အုပ်ချပြီးညီလေးဆိုလိုက်ကြစမ်းဟိအနန္ဒ၅ပါးကိုရှစ်ခိုးပါကြီးဖေဟာအမြန်ရက်ပြို့ခမ ्या ဟာကစာနေကန်တရားတော်ကြီးတော်ကြဆယောင်းကလူတွေနဲ့ရိန်းသမားတွေလက်အုပ်ချပြီးကြောနေကြမယ်ကျုပ်ပြောတာမြန်လို့မဟုတ်ရင်အုတ်ခဲမိုးတွေကျုပ်တို့ရှိရနေရရောက်လာတော့မယ်။ရင်းသမားတွေကပြန်ဆင်းမဲ့တကယ်ကဲလုံနေလို့ဒေါ်မူရတက်တက်ချုပ်ပြုံးကအတင်းကိုတားရတယ်။ဒေါ်မူရတက်တက်ချုပ်ပြုံးကကိုဝင်းရဲ့ကြိတ်ခိုက်နေတဲ့ကလေး၃ယောက်အမေမဟုတ်ဆိုမှအရွယ်ကလည်း40စောစောဆိုတော့တင်းနေသေးတယ်ပြောရမလားပဲ။သူကတားကောင်းလို့သာပွဲမပြတ်တာပြုတ်။ကိုဝင်းကြီးကတော့ကျုပ်တို့ဖြစ်ပြတ်တာကိုသူကဘာမှလည်းမသိဘူး။ထရင်မူပြီးပက်လက်ကြီးလှန့်လို့အိပ်ပျော်နေတာ။ဒီတစ်ခါနောက်ဆုံးတိုက်ခွေဒါသာမမှန်ရင်တော့ရိန်းသမားတွေမကရဆယောက်ကလူတွေကလည်းမပြောရဖြစ်တော့မယ်ကိုအောင်မောင်ဆိုရင်လေချွေးတစ်စက်ပြီးတစ်စက်ကြာနေပြီဒါပေမဲ့လေသူလည်းအသက်ပြည့်ပြည့်ရှုပြီးနောက်ဆုံးတိတ်ခွေအရဲစုံပြီးဖွင့်လိုက်တယ်ချိုးပြုံးရွှင်သောနမပြုံငယ်တကူလုံးပင်ချောလှပိုတယ်မြို့မနဲ့တမီတယ်ဘွားလို့ဆိုတော့မယ်ကွယ်အမောင်လေးတတနဲ့မြောက်လို့ပေးတာမဟုတ်ဘူးကွယ်အမောင်လေးတတနဲ့မြောက်လို့ပေးတာမဟုတ်ဘူးကွယ်ရင်စားစနဲ့မြင်လိုက်ရတာအဝိစားမှာပင်အလွန်တင့်တယ်ထိုးသစ္စာလာရဝေးခိုင်ညာတဲ့ပွင့်လန်းပန်းသူနေယူတနဲ့ကျုပ်တို့မျိုးမကကြည်နဲ့တေးညအနန္နာရင်ညွညရိတ်ခါတနော်ရွှေမန်းတောင်ရိတ်ဒူခိုးမဲပြိုပြူတွေရိတ်ပျော်ကင်းလေးသားပါပြီတဲ့နမိတ်ကောင်းယူမေနှစ်ဦးတချမ်းတော်ဝေးဒီတစ်ခါတော့ဆရာမျိုးမငင်ရဲ့ကျုပ်တို့ခေတ်ကနာမည်ကြီးမန်းတောင်ရိတ်ကိုညနနာတက်ချင်းအမှန်ဖြစ်နေတော့ကျုပ်တို့ရွာကန်ရိတ်သမားတွေကလည်းကလို့ပေါ့ဗျာဒီမှာပဲကျုပ်ကောင်းနှစ်ကောင်ဖြစ်တဲ့ဆယ်ရွှေနဲ့လှဖြူကဗရောက်ကိုင်းနှစ်ကိုင်းကိုကိုက်ပြီးမန်းနဲ့စင်မော်ကိုတက်သွားကြတယ်ပြီးတော့ဗရောက်ပွင့်အခက်တွေကိုချွေပြီးရေတိုင်ကြီးတဲကရေတွေနဲ့မှုှချပြီးတော့အောက်ကလူတွေကိုဗရောက်အပွင့်တွေပါတဲ့ရေတွေနဲ့ပတ်ပြီးပြောနေကြတာပေါ့ဒီကောင်နှစ်ကောင်ရေပတ်ရင်သူတို့ပိုးပန်းနေတဲ့ငွေမောင်နဲ့အေးပို့ကိုလိုက်ရှာနေတယ်လို့ရှိပါတယ်ခတ်တာကသူတို့ပိုးပန်းနေတဲ့ကောင်လေးနှစ်ယောက်စလုံးဖုန်ကြီးเจ้าမှာရောက်နေတယ်ဆိုတာသူတို့မသိဘူးစင်မော်မှာတော့ကိုအောင်မောင်နောက်လိုက်ထင်ကျော်တို့၃ယောက်နဲ့ဆန်ရွှေတို့ရဲ့ရိန်းသမားအဖွဲ့ရဲ့ပဲရှိတယ်ရိန်းသမားခေါင်းဆောင်ဒေါ်မူရတတ်ချုပ်ပြုံးကတော့မန်းနဲ့အပေါ်ထောင်လေးမှာပဲသူတင်ကြားပေးတဲ့တပည့်တွေကိုအကဲခတ်တယ်ဒီလိုပဲတခြားရွာသားတွေကလှဲပေါ်ကနေကတာတွေအာမရပဲ
လေယောက်ကိုစင်မီကားကြပါလေရောတချို့ကလည်းတယောက်နဲ့တယောက်အိုးမဲတွေတနက်ခါတွေနဲ့တုတ်ကြတယ်တချို့ကလည်းကလိုက်မန်းနဲ့ဘေးကမုံလုံးရစ်ဘော်တွေစားလိုက်နေအတော့ကိုဟန်ကြတယ်အဲ့ဒီချိန်မှာလှဖြိုးနဲ့ဆက်ရွှေကရေခွက်တွေနဲ့ရေပတ်နေရင်ဘာစိတ်ကူပေါက်သွားလို့လည်းမသိဘူးခွက်တရရေတွေတော့ပြီးကနေရဲ့ရင်သမားတွေအရှိတဲ့တဲ့ကိုရက်ကမျက်နှာမူပြီးကြည့်နေကြတာပါဒီတော့ရင်သမားတွေကလည်းကနေရင်းနဲ့ကြောင်စီကြီးတော်ဖြစ်သွားတယ်ဒီမှာပဲဆက်ရွှေနဲ့လှဖြိုးကကနေရဲ့ရင်သမားတွေရဲ့ခေါင်းကိုမထင်မှတ်ဖေခွက်တွေနဲ့ခောက်ချလိုက်တယ်ဗျာအမလေးတော့သိနာနေငါတို့ဘာလို့ခောက်တာလဲရင်သမားလေးတွေအော်တန်နဲ့တူခေါင်းကိုပုတ်တော့ပန်သားတွေဘရောက်ပန်းနေတောင်ကြွားကြတယ်ဒီတော့မှဆန်ရှိရောလှဖြိုးကရုတ်တဲ့လန့်ပြီးတော့ရက်တန့်သွားကြတယ်ဟာငါတို့ဘာဖြစ်တာလဲဘာခုမှဘာဖြစ်တာလဲဟဲ့နင်တို့ခွက်တွေနဲ့ခောက်လို့ငါကောင်းတော့ပူသီးတဲသွားပြီသိလားကျုပ်တို့ရခက်ဆတ်စွာရိသမားစွာတရအဲ့လိုပြောပြီးတစ်ဆက်တည်းမှာရိသမားတွေအားလုံးစင်မမရှိတဲ့ရေပလားခွက်တွေရှိုးလိုက်ကြတယ်ပြီးတော့တစ်ဆက်တည်းလှဖြိုးနဲ့ဆက်ရှိဝိုင်းခောက်ဖို့ကိုပြင်နေမန်းနဲ့အောက်မှာရုပ်တက်တဲ့အပေါ်မှာလည်းခွက်ဆွဲရံမွေးဆိုတော့ကိုဝုံးမမနေနိုင်မင်းစင်မအတင်းပြည့်တက်သွားပြီးဝင်ထိန်နေဟေးတချင်းတော့တပေါက်မဆုံးသေးဘူးရံဖြစ်နေပြီလားကားစရာရှိတာဆက်ကကြမဟုတ်ရင်ပြဿနာကြီးရင်တကြီးရောက်လာလိမ့်မယ်လာစမ်းမစီဘသူလာနင်းမမြင်ဘူးလားအောင်မောင်ဒီသေးနာတွေငါရိသမားတွေခွက်နဲ့ခောက်တာရိသမားခေါင်းဆောင်တော်မူရတက်ချုပ်ပြောကိုအောင်မောင်အဲ့လိုပြောတဲ့ချိန်မှာဆယ်ရွှေနဲ့လှဖြူလက်ထက်ရောက်ကွက်တဲ့တော်မူရကိုပြိုင်သူခောက်ချတယ်တောက်ဆိုတဲ့အသက်ကြီးကအကျေကြီးပဲဖြူပြီးတော့တော်မူရတက်ချုပ်ပြောကလည်းလော့စပီကာထက်ကျဲတဲ့အတန်ကြီးနဲ့အော်ပါလေရောနားလိုက်တာသိနာနေနင်တို့ငါအကြောင်းကိုသိမယ်တော်မူရတက်ချုပ်ပြောစိတ်တို့တော်ပြီးအဲ့လိုပြောကဆယ်ရွှေနဲ့လှဖြူရဲ့ပါးရီတပြန်းပြန်းနဲ့ရိုက်ပါလေရောဗျာဒီတော့ဆေးအောက်ကားတဲ့တစ်ဖက်ရွာကလူတွေတောင်အချိန်နဲ့မဟန်ဘူးဆိုပြီးလဲတွေနဲ့ကိုပြတ်ထွက်သွားကြတယ်အချိန်နဲ့ကလည်းအတော်လေးကိုရှုပ်ထွေးတယ်တယောက်နဲ့တယောက်နာနာချင်းချင်းစောနေကြတော့ကျုပ်လည်းဒီကိစ္စမရိုးဘူးထည့်ပြီးအရှင်မင်းကြီးပေးတဲ့စက္ခုအာယုံအင်းချက်ကိုမျက်လုံးတစ်ဖက်ပုတ်ပြီးကြည့်လိုက်တယ်ဒီမှာကျုပ်မြင်လိုက်ရတာကစေပေါ်မှာအယောင်တက်လက်အလင်းတန်းနေပဲဗျအလင်းတန်းနေဥတယောက်ဘက်ကတော့ရွာပြင်ကဗရောက်ပင်ကြီးစီရလေဗျဒါနဲ့ကျုပ်လည်းအရှင်မင်းကြီးပေးတဲ့တေတာထားလေးနဲ့လေးပေါ်မှာဝှင့်ရမ်းပြီးဖြက်လို့ပြောလိုက်တော့အလင်းတန်းနေပြတ်တော့သွားတယ်ဒါပေမဲ့မကြဘူးဆက်ရောက်လာတယ်ဒါနဲ့ကျုပ်လည်းအလင်းတန်းနေမဖြတ်တော့အလင်းတန်းနေဥတယောက်ဘက်ကိုဘယ်သူမှမသိအောင်ကိုထွက်လာတယ်စင်မော်မှာတော့ရံမွေးရအတော်လေးကိုစိုးနေပြီမှုလို့ကြာရင်သွေးထွက်တန်ယူဖြစ်မှတောင်စိတ်ပူရတယ်ကျုပ်လည်းအတင်းကိုပြေးလာခဲ့တော့ဗရောက်ပင်ကြီးစီရရောက်လာခဲ့တာပေါ့ဒီမှာကျုပ်မြင်လိုက်တာကအပေကြီးပေါင်မတ်တက်ရက်ပြီးလက်ကိုဆန့်ထားတဲ့အချွန်အတက်တွေပါတဲ့နက်လိုဘာလိုကြီးသူ့ရဲ့ဆန့်ထားတဲ့လက်တွေကြားကနေအလင်းတန်းတွေထွက်လာတာမှအများကြီးပဲအလင်းတန်းအလုံးကမန်းနဲ့ရှိရဥတီနေရဆိုတော့သူ့လောက်တာသိကြပြီပေါ့ဗျာခမများဘာတူလဲဘာလို့ကျုပ်တို့ရွာသားတွေရဲ့ပျော်ပွဲရှင်ဝင်နှောက်ယှက်တာလဲကျုပ်ကအဲ့လိုမေးလိုက်တော့အချွန်တက်တွေနဲ့နက်ကြီးကဆန့်ထားတဲ့လက်တွေရှုံးလိုက်တယ်ကျုပ်ကိုနားမလည်နိုင်ဟန်နဲ့ကိုကြည့်တယ်အသင်လူသားအသင်ကကျွန်တော်ကိုမြင်ရတယ်လားမြင်ရတယ်ပေါ့ဗျမြင်ယုံနေမကဘူးကျုပ်ကောင်းနေကိုခမည်းဒီကလုံးနေရလေသိရင်ဒီတော့ခမည်းအခုပဲရှက်တန်းကရှက်ပါအိုးအသင်လူသားကျွန်တော်ဒီကရုပ်ကစိုးနာမည်တစ်ပါးပါအသင်လူသားရဲ့စကားကကျွန်တော်လိုရုပ်ကစိုးတစ်ပါးကိုမလေးစားရရှောင်းနေတယ်ဆိုတော့မသိသေးဘူးလားကွယ်ဘာလေးစားရမှာလဲခမည်းဘာသာတခုဖြစ်ရုပ်ကစိုးဖြစ်ချင်အောင်ဖြစ်အဲ့ဒါတွေကျုံမသိချင်ဘူးအခုကျုပ်သိချင်တာခမည်းကျုပ်တို့ရွာကလူတွေကိုရက်တိုက်ပေးတာရက်မှလာမရက်ဘူးလားဆိုတာပဲပြောပြအိုးအတဲ့လို့သာကျွန်တော်လိုပုံကမတရားတာမလုပ်ဘူးအခုကကျွန်တော်ဗိမာန်ကိုပြက်စီအောင်အကိုင်းကြီးတွေကိုဓာကြီးတွေနဲ့ခုတ်သွားလို့သူတို့ကိုအပြစ်ပေးရပါအတဲ့လူသားဝင်မရှုပ်ပါနဲ့ကျွန်တော်ကတော့နောက်မဆုတ်နိုင်ဘူးကောင်းပြီလေဒါဆိုမဆုတ်အောင်လုပ်ဖို့ကကျုပ်ရဲ့တာဝန်ပေါ့ဗျာကျုပ်လည်းအဲ့လိုပြောပြီးတစ်သားတော်ကိုညာဘက်ရမ်းကပြစ်ဆိုပြီးလုံးလိုက်တော့အဖြူရောင်ဇက်တွေရုပ်ကစိုးကြီးစီတက်ကြီးကိုရှောက်သွားတယ်ဒါပေမဲ့ရုပ်ကစိုးကြီးကဘဲလက်ကိုရမ်းလိုက်တာလေးပေါ်တွေကျုပ်ဆက်တွေကပျောက်သွားတယ်ဒါနဲ့ကျုပ်လည်းဓာတ်ကိုစက်ကြတန်လှည့်ပက်ပြီးဝါဆက်ကြအချုံးဆိုပြီးအမိတ်ပြလိုက်တာအဖြူရောင်အလဲဆက်ဝိုင်းတစ်ခုကျုပ်အရှိကနေပြန်ဝဲသွားပြီးရုပ်ကစိုးကြီးကိုတွားချုပ်ပါလေရောချက်ချင်းဆိုသလိုဖြောက်စုတွေအသက်တစ်ချက်ထွက်ပေါ်ပြီးရုပ်ကစိုးကြီးကိုချုပ်ထားတဲ့အချုပ်ဆက်ဝိုင်းကပြတ်တော့ပြီးပျောက်ကွယ်သွားပါလေဒီတော့မှကျုပ်လည်းရုပ်ကစိုးကြီးရဲ့အစွမ်းအထင်မသေးရတော့ပဲ
အရှင်မင်းကြီးတစ်ပေးထားတယ်ဓာအလှည့်အပြောင်းဆက်တယ်ဒလဆက်ပြစ်ပြီးတိုက်ခိုက်တယ်ရုပ်ကစိုးရဘလို့မှကိုမနေပဲစိတ်တူပြီးကျုပ်ကိုသူ့လက်နှစ်ဖက်ကစက်တွေကိုထုတ်ပြီးပြက်ပြက်တယ်သူ့စက်တွေကနေလုံးကြီးလိုဆူရှာတောက်ပါတယ်ဒီတော့ကျုံလဲအရှင်မင်းကြီးပြောထားသလိုဓာကိုဘဲကိုရှမ်းပြီးဖြတ်ဆိုပြီးတော့လှုပ်လိုက်တာပေါ့ဒါပေမဲ့ရုပ်ကစိုးကြီးရဲ့ဆက်ကတဝက်တော့ပြက်သွားပြီးတဝက်ကကျုံရမက်တက်တဲ့စီဝင်ရောက်လာတယ်ဗျာဆက်ကအတော်မြန်တော့ကျုပ်လေးရှောက်တိတ်ဖို့စဉ်းစားနေတဲ့အချိန်မှာကျုံရမက်တထွားကက်လေရှောက်ရောအနောက်ကိုပြက်ကတ်ထွက်သွားတယ်ဒါကိုမြင်တော့ရုပ်ကစိုးကြီးကနောက်ထပ်ဆက်တွေအများကြီးနဲ့ပြက်တယ်သူပြက်လိုက်တဲ့ဆက်တိုင်းကကျုံသားမရောက်ခင်မှာပဲတခုခုရဲ့တောကန်အားကြောင့်အနောက်ကိုပြန်လည်ပြီးတော့ပျောက်ကွယ်တယ်ဒီတော့မှရုပ်ကစိုးကြီးကဟေ့မကောင်းတဲ့ပညာတဲ့နဲ့ကျွန်တော်ပြဿနာမတက်ချင်ဘူးဒီတော့ကျွန်တော်အလုပ်ကိုဝင်မရှုံးနဲ့ဒီကောင်လေးကိုစုံမချင်ရုံပဲကျွန်တော်ကလှုပ်တာရုပ်ကစိုးကြီးပြောတာကျုံနားမလဲဘူးဒီမှာကျုံတော့ကအမဲရောင်ဆက်တစ်ခုလုံးထွက်ပြီးရုပ်ကစိုးကြီးစီကိုတဲ့တဲ့ဝင်ရောက်သွားတော့ရုပ်ကစိုးကြီးလည်းသူ့လက်ကအဖြူရောင်ဆက်တွေနဲ့အလင်းအမြန်ကာတာကိုတွေ့ရတယ်ဒီတော့ရုပ်ကစိုးကြီးအနီးတလန့်အကွာမှပဲပောက်ကွဲတတ်ကြီးနဲ့မိကိုလုံးကြီးကထွက်သွားပြီးရုပ်ကစိုးကြီးနောက်ကိုပြန်လဲကျသွားတယ်ပြီးတော့ဗဇက်ကလေဟင်မင်းအနောက်မေသူစကားတော့မစောခင်မှာရဲတန်ကြီးကထွက်ပေါ်တယ်ဟာတန်ရောစင်နဲ့အညိုအတေးပြိုင်နေကြပါလားဟိကလေးမအချိန်မကျသေးပဲဘာလို့ထွက်လာတာလဲအရှင်မင်းကြီးရဲ့အတန်ကတော့ကျုပ်အနောက်ကဒါနဲ့ကျုပ်လည်းအနောက်ဘက်ကိုလှည့်ကြည့်ရောအရှင်မင်းကြီးပြီးတော့မျက်နှာပွားပွားအုပ်ထားတဲ့ရှေးခေတ်အနက်ရောင်ဝတ်စုံနဲ့မိန်းလေးတစ်ယောက်သူမျက်လုံးနဲ့ကြည့်ရတာကျုပ်ရင်းရင်းနှီးနှီးမြင်ဖို့တယ်မမနဲ့ဟုတ်တယ်သူကမမနဲ့မင်းသူ့ရဲ့ကိုယ်သေးနဲ့လေးကျုပ်ရောက်နေတယ်ရှောလေတောက်ပတဲ့မျက်လုံးအစုံကလည်းကျုံနှလုံးသားထဲမှာဆွဲတယ်သူကမမနဲ့မင်းကျုပ်အနှင်းနဲ့လတ်စောင့်ဆိုင်နေခဲ့ရတဲ့မမနဲ့မင်းမမနဲ့ကျုပ်စီပြန်လာပြီလားကျုပ်လည်းအနှဲရောင်ဝတ်စုံနဲ့မိန်းလေးစီအတဲပြေးသွားတယ်ဒီတော့ကျုံနာမရောက်ခင်မှာသူကပျောက်သွားတယ်မမနဲ့ပျောက်သွားတယ်ကျုပ်လည်းအယူတစ်ပိုင်းလို့ဖြစ်ပြီးနှုတ်ကနေမမနှင်းလို့ရေရွတ်ပြီးအချိတ်ကျအောင်ငိုနေမိတယ်ကျုံနှင်းနဲ့လတ်စောင့်ဆိုင်ရတဲ့မမနှင်းစိတ်မမ်းမိနေရှိနေသမျှတချိန်ကျပြန်ဆုံမဲဆိုတဲ့မမနှင်းကဘာကြီးတင်းနေသမျှဘယ်တော့မှထားမသွားဘူးဆိုတဲ့မမနှင်းအခုတော့သူကကျုပ်ကိုနောက်တကထားသွားပြန်ပြီမမနှင်းရင်မမနှင်းဟဲညီအိုးစီဘာဖြစ်နေရလဲအဲ့နေရင်ရှောင်းနေပြန်ပြီလားကျုံနာတဲ့ဘွားလေးဖြစ်သူထွေးရဲ့အတန်ကိုကြားရတယ်ဒီတော့မှကျုပ်လည်းမျက်လုံးအစုံဖွင့်ကြည့်တော့ကျုပ်ဘေးနားမှာထိုင်နေဖွားလေးကိုတွေ့ရတယ်ကျုပ်အိမ်မက်မက်နေဟာညနေအောင်ဆက်ရွှေနဲ့လှဖြူသူတို့ကောင်မလေးပိုးပန်းတာကိုမြင်ပြီးမမနှင်းကိုတတိယလို့ကျုပ်ကပြန်ရရောက်ချင်းအိမ်နေဟာတကြံမန်းတက်ကိုလည်းဆွဲပြီးအိမ်မက်မက်သွားတာလေးဖြစ်ရင်ဖြစ်မင်းအိမ်မက်သာပြောတာကျုပ်ဘာပြန်မှမျက်ရည်တွေကဆူလို့ရွှဲလို့ဘွားလေးကကျုပ်အဖြစ်ကိုတီးတော်နှစ်သိမ့်နေသူကမမနှင်းအကြောင်းကျုပ်ပြောထားတယ်လေဒါနဲ့ဘွားလေးကကျုပ်ရဲ့ခေါင်းလေးကိုပုတ်တက်ရင်ငငယ်တုန်းကလို့ချော့လိုက်တော့မှကျုပ်ပြန်ပြီးတော့အိပ်ပျော်တယ်ကျုပ်လည်းဘလောက်ကြာအိပ်ပျော်သွားမှမသိဖွားလေးကလာနှိုးမအောင်နှိုးတယ်ဖွားလေးပြောတာကကျုပ်ကောင်နှစ်ကောင်ခြံရှိမှရောင်းနေလို့တဲ့ဒါနဲ့ကျုပ်လည်းအိမ်နောက်ဖေးရောက်မျက်နှာကမန်းကနန်းတစ်ပြီးအိမ်ရှိထွက်လာတော့ဒီကောင်နှစ်ကောင်ကိုပြက်ပေါ်မှာထိုင်နေတာသူတို့လက်ထဲမှာလည်းဗတောက်ကိုင်းကြီးနှစ်ခါကလည်းရှိပါတယ်ကျုပ်သူတို့ကိုမေးတော့ရွာထိပ်ဗတောက်ပင်ကြီးကိုတက်ပြီးအကိုင်းတွေခုတ်ယူလာခဲ့တာဆိုပဲလမ်းမှာကိုအောင်မောင်နဲ့တွေ့လို့တော့ဗတောက်ပန်းပေးပြီးမနဲ့ချောခဲ့ရသေးတယ်ဆိုပဲဒါနဲ့ပဲကျုပ်လည်းသူတို့လက်ထဲကဗတောက်ကိုင်းတွေအတင်းလူယူပြီးအိမ်ရှိရထားနဲ့အပိုင်းပိုင်းပြတ်အောင်ခုတ်ချလိုက်တော့တယ်ပေါ့ဗျာဟုတ်ကဲ့ပါကျမတို့ရဲ့ channel ကထုတ်လွှင့်ပေးခဲ့တဲ့အယူတေလေနဲ့ဗတောက်ပင်ဆောင်ရုပ်ကစိုးဆိုတဲ့ဇာတ်လမ်းကတော့ဒီနေရာမှာပြည့်စုံခဲ့ပြီဖြစ်ပါတယ်နောက်ဆက်အားပေးခဲ့သူပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ပြီးတော့ဆုတ်ပေးပါမယ်ရှင်